အားလုံးပဲမင်္ဂလာညချမ်းပါရှင်ဒီနေ့ညကျမပြောပြမယ်ခေါင်းစဉ်ကတော့အခန်းဆက်လေးခရမ်းနဲ့အိုက်ရစ်ပန်းကဘာမှာရှိတဲ့ပန်းတိုင်းဟာချစ်ဖို့ကောင်းပါတယ်တိုးတော်လည်းပဲဈေးကြီးတဲ့ပန်းကတော့အဆင့်ရှိတာပေါ့လေနင်းရှင်မျိုးသောအိုက်ရစ်ပန်းများကိုအစ္စရေးကအမည်တွေပေးထားပါတယ်ဘာကြောင့်အမှုလို့လဲဆိုရင်တွေ့ရခဲတဲ့ကာကွယ်ထားတဲ့ပန်းဖြစ်လို့ပါအစ္စရေးရဲ့ယုခဗေဒတက္ကသိုလ်ရဲ့အမည်များပါခရမ်းနဲ့အိုက်ရစ်ပန်းကိုကန်းဆတ်အိုက်ရစ်လို့ခေါ်ပါတယ်သူကအစ္စရေးရဲ့ကံရိုးတန်းတွေမှာရှာတွေ့လို့ပါသူကတိတ်တိတ်ချာချာစောင့်ရှောက်မှပွင့်တဲ့ပန်းမှာအီရတ်ဟာကမန်ဟာဟီဘရုနာမည်လေးနဲ့ခရမ်းရောင်အိုက်ရစ်ပန်းလို့ခေါ်ပါတယ်တခြားနာမည်လေးကတော့ဂီဘိုလာအိုက်ရစ်ပန်းပါလက်စတိုင်းနိုင်ငံကိုစားပြုပန်းမှာဂီဘိုလာတောင်ပေါ်မှာပွင့်တဲ့ပန်းမှာနာမည်ကတော့တူနေပါတယ်အဲ့ဒီပန်းဟာတဲပေါ်မှာရင်တဲဆန်နဲ့မြေပေါ်မှာပေါက်ပါတယ်ကံရိုးတန်းပေါက်တဲ့ပန်းဖြစ်ပြီးခရမ်းညိုနီးညိုခရမ်းနဲ့အနက်ရောင်ရောပြီးဖေဖော်ဝါရီနဲ့မတ်လများမှာအစ္စရေးရဲ့မြောက်ဘက်မှာရှိတဲ့ပန်းချက်များမှာတွေ့နိုင်ပါတယ်ရာမေဟန်နန်ဒီဟာအိုက်ရစ်ပန်းညံဖြစ်ပြီးနှစ်ပေါင်းမြောက်များလှစွာသောသူဒေသနာနဲ့ပညာတွေရဲ့ရက်လက်တစ်ခုပဲဖြစ်ပါတယ်ရှင်သူဟာ2010ခုနှစ်မှာအစ္စရေးရဲ့တပောင်ဝနဲ့ဥယျာဉ်များအဖွဲ့နဲ့တည်ထောင်ခဲ့ခြင်းမှာအစ္စရေးရဲ့ပန်းရိုင်းတွေဟာအခင်းထဲရောက်ပြီးအိုက်ရစ်ပန်းပွင့်ခြင်းနဲ့အတူပါတွေ့မှာပါအဲ့ဒီစာသားများကိုကမ္ဘာရဲ့နေရာနည်းနည်းလောက်ပဲတွေ့ရမယ်ပန်းတွေပါတကယ်တမ်းကျမပြောပြခြင်းတာကတော့ဂီဘိုလာအိုက်ရစ်အကြောင်းပါဂီဘိုလာတောင်ပေါ်မှာပွင့်တာလေကျန်းစာမှာပါတဲ့တောင်မှာဂျူလူမျိုးများနဲ့အစ္စရေးများဖိလစ်စတင်းတွေတိုက်ခိုက်ကြတဲ့တောင်ပါရှင်ဖိလစ်စတင်းဆိုတာဟာဂရိကလာတဲ့ရက်ရှည်လူမျိုးဖြစ်ပါတယ်ဝမ်းနည်းမှုရဲ့အောင်မြင်မှုရဲ့ရှိတဲ့မှတ်တမ်းမှာ1 ဆမ်မြူရဲ့38နှစ်ဖက်ကိုရောက်ပြီးဖိလစ်စတင်းတွေတတ်လို့ဆိုရင်သူ့ရဲ့သား3ယောက်ကတော့ဂီဘိုလာတောင်ပေါ်မှာတည်သွားပြီပဲတွေ့ရခဲ့တဲ့အိုင်ရစ်ပန်းများလေးအစ္စရေးပန်းချံများတက်ဝိုက်မှာပေါ့တိတိချာချာစိုက်ရတာပါပြီးတော့ဒီဘိုလာတောင်ကဒီပန်းပုံဒါကြောင့်မို့လို့လေကျမရေးသားမှုတွေဟာဘယ်တော့မှအဆုံးသတ်မှာမဟုတ်ပါဘူးအစ္စရေးရဲ့ရှေ့တုန်းကပန်းမြို့တော်အကြောင်းလေးနီနီဦးအိုက်ပီပုဂ္ဂလိကသူတေသနစာရန်ပြုစုသူနီနီအန်ဂျီဦးပဒကဖီပက်ထရွန်နာယကကျေးဇူးပါအလုံးကိုအထူးကိုကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာညချမ်းပါ